လူတယောက်ကသူ့စစ်ဆက်ထားတဲ့မိန်းကလေးကိုချစ်ချင်းမရှိအောင်လိုလိုလားလားရေဖြန်းကထွက်သွားစေခြင်းရည်သည်ဒါပေမဲ့မိန်းကလေးကမခံနိုင်ပဲရေကွက်တစ်ခွက်ယူပြီးပြန်လည်ဖြန်းကျင်လိုက်သည်သူမကခြေထောက်နှစ်ခွက်မတန်ဆွမ်းဖက်ပိန်အောင်မင်းကိုလက်ထပ်ချင်တဲ့သူတောင်မရှိခဲ့ဘူးဒါကြောင့်ငါ့ကိုမလေးမစားမလုပ်သင့်ဘူးဟုပြန်ပြောသည်အဲ့ဒီအချိန်မှာယောက်ျားရဲ့မိခင်ရောက်လာသည်ဘာဖြစ်နေတာလဲဟုမေးသည်မိန်းကလေးကပြုံးပြုံးနဲ့ကျမတို့အပြန်အလှန်ကန်ကောင်းစေချောင်းဆူတောင်းနေတာပါဟုပြန်ဖြေသည်ဒီစကားကိုကြားပြီးချမ်းသာတဲ့မိခင်ကအလိုကျေနပ်သွားသည်သူမကသူ့သားကိုပြန်တက်ရတဲ့ပထမဆုံးလူဖြစ်တဲ့ချင်းဒီမိန်းကလေးကိုနေခွင့်ပေးပြီးသူ့ကားနဲ့ဆက်ဆံရေးတိစောက်ဖို့ပြောလိုက်သည်ယောက်ျားကိုအခန်းသို့ပြန်ပို့ရန်အိမ်ထိုင်းကိုခေါ်ခိုင်းရမမီအစားမိန်းကလေးကကိုယ်တိုင်ကူညီပို့ပေးခဲ့သည်မိခင်ကပုံမိုးပျော်ရွှင်သွားပြီးမှန်ကန်တဲ့မိန်းမကိုရှာတွေ့ပြီးဟုထင်ခဲ့သည်အခန်းထဲဝင်ရောက်ပြီးနောက်မိန်းကလေးကယောက်ျားရဲ့အိယာပေါ်မှာမရှောင်မလွှဲ့ထိုင်လိုက်သည်ယောက်ျားကထွက်သွားရန်ပြောပြီးသူမကိုမြည်သည့်အခါမှလက်ထပ်မည်မဟုတ်ဟုဆိုသည်အဲ့ဒီအချိန်မှာယောက်ျားရဲ့ညီလေးရောက်လာပြီးသူတို့အဖေကကုမ္ပဏီကိုသူ့လက်ထဲအပ်ထားကြောင်းအခုမှစပြီးသူ့အမိန့်နာခံရမည်ဟုဂယုမဆိုင်စကားပြောကလောင်ပြောင်သည်မိန်းကလေးကအဲ့ဒီလိုအယမ်းမာနာကြီးနေတဲ့အပြုမှုကိုမခံနိုင်ပဲယောက်ျားရဲ့ပြင်းလဲကိုကိုက်ပြီးညီလေးရဲ့ခြေထောက်ပေါ်ကိုလွှဲစည်းပစ်လိုက်သည်ထို့နောက်အခန်းထဲမှာချက်ချင်းထုတ်ပစ်လိုက်သည်မိန်းကလေးကယောက်ျားကကျေးဇူးတင်မိဟုထင်ခဲ့တော်လေယောက်ျားကတော့သူ့ကိစ္စနဲ့ဝင်ရောက်ဆက်ဖက်ခဲ့သည်ဟုအပြစ်တင်သည်သူမကစိတ်ဆိုးပြီးမင်းအမေလိုမင်း